ကဲအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်အခုတခါအရန်တန်မဲ့ဖုန်းလေးတစ်လုံးထိုက်ပြီးတော့ရောင်းပေးအောင်မယ်နော်ဒီကောင်လေးကတော့ Samsung A73 RAM 4128GB လေးဒါ Aussie ပတ်လေလေးအဲ့ဒါကတော့တစ်ခုပါတယ်အဲ့ဒါပါတဲ့အတွက်မလို့ကျွန်တော်ဒါလုံးဝရှယ်တန်တဲ့ဈေးလေးနဲ့ရောင်းပေးမယ်နော်ဒီကောင်လေးကိုကျွန်တော်တို့ဒါပုံမှန်ဆိုရင်3သိန်းဝန်းကျင်လောက်ရောင်းတယ်အခုအဲ့ဒါပါတာမို့လို့ကျွန်တော်တို့1,55,500နဲ့ပဲရောင်းပေးမယ် RAM 4128GB လေး Dual SIM SD ကစိုက်လို့ရမယ် Official အလုံးလေးပါအော်မှန်ပတ်လေလေးပါဖင်ကားဘာညာအစားအကုန်ရပါသေးတယ်ကင်မရာရုပ်ထွက်ဆိုလဲကြည့်တော့ရှင်းပါကျွန်တော်တို့အဲ့ဒါလေးကတော့မိုက်ကလေးမရပါဘူးမိုက်မရတဲ့အတွက်ကျွန်တော်တို့ဖုန်းပြောရင်စပီကာဖွင့်ပြီးပြောရမယ်ဒါမှမဟုတ်ရင်ကျွန်တော် Bluetooth နှစ်ချက်တက်ပြီးပြောလို့ရမယ်ရိုးရိုးကြိုးနှစ်ချက်တွေတက်ပြီးတော့ကျွန်တော်တို့ပြောလို့ရမယ်စပီကာအတန်ထွက်ဘာညာအကုန်ရှင်းတယ်ဖုန်းပြောရင်စကားပြောတဲ့အောက်ကမိုက်ကလေးမကောင်းတာပါအဲ့ဒါလေးတစ်ခုပဲ error ရှိပါတယ်အဲ့ error လေးကြောင့်မလို့ကျွန်တော်အခုဒီကောင်လေးကိုဒါ02 ဈေးလေးလောက်နဲ့ကျွန်တော်ရောင်းပေးတယ်เนาะဒါ Samsung Galaxy A73 လေးပါဒါ02လေးတွေတောင်မှဒါကျွန်တော်2သိန်းသားလေးတွေရောင်းကြတယ်လုံးဝရှစ်တန်တဲ့ဈေးလေးပါကျန်တဲ့အဲ့ဒါလုံးဝမရှိပါဘူးမိတ်ဆွေတွေရဲ့ဖုန်းဟောင်းလေးနဲ့လည်းလာရောက်ပြီးတော့လဲထပ်ပြုလို့ရပါတယ်ကျွန်တော်ဆိုင်ရဝယ်သွားတဲ့မီဒီဖုန်းမဆိုကျွန်တော်တို့ကအာမခံတလားတိတိပေးပါတယ်မကိုင်ရင်တော့လို့ဒါမှမဟုတ်အစ်စ်လုံးချင်းရင်လို့ရောင်းရင်လည်းဆိုလို့ရှင်လဲကျွန်တော်တို့ကအချိန်မီပြန်ပြီးတော့ဝယ်ပေးပါတယ်ကျွန်တော်ငွေမရှိသေးဘူးတော့เนาะလုံးတွေများနေတယ်လို့ကျွန်တော်တို့မပြောပါဘူးဒါအများအားကျွန်တော်တို့ရှိမှလာရောက်ပြီးတော့မှဝယ်ယူရောင်းချလို့ရပါတယ်ဒါကျွန်တော်တို့ရှိမှဝယ်နေကြမိတ်ဆွေတွေတို့သိပါတယ်ရန်ကုန်မြို့တွင်းလဲကျွန်တော်တို့အယောင်ငွေချေနဲ့ပို့ဆောင်ပေးပါတယ်နေရာကစတမာတွေအတွက်ကတော့ကျွန်တော်တို့ကဒါငွေလဲဝင်နေဆိုရင်တော့ဒါ Royal app ပေးပါတယ် Daily service လေးကျွန်တော်တို့ app ပေးပါတယ်เนาะဒါကြံရတာလုံးဝမရှိပါဘူးဒါဆိုင်မှာလာရောက်ပြီးတော့မှစမ်းသပ်ပြီးတော့ဝယ်ယူလို့ရပါတယ် Wi-Fi တွေ Bluetooth တွေအကုန်ကောင်းပါတယ် Wi-Fi ချိန်ပြီးတော့ကျွန်တော် YouTube TikTok เนาะဒါ social အကုန် application တွေအားလုံးသုံးလို့ရပါတယ်ကြံတဲ့အဲ့ဒါလုံးဝမရှိပါဘူးသူ့အဲ့ဒါလေးကဒါမိုက်လေးမကောင်းတာလေးတစ်ခုပဲရှိပါတယ်တိုက်စီအသွင်ကြိုးလေးနဲ့အားဝင်လဲမြန်ပါတယ်ဘက်ထရီလဲလုံးဝခံပါတယ်ဗျာနော်ဒါ IMEI စစ်လို့လည်းရတယ်ကျွန်တော်တို့ IMEI 2တန်းအလုံးလေးပါဒါ1 SIM ကိုရီးယားအလုံးနဲ့မဟုတ်ပါဘူးမြန်မာပြည် official showroom အလုံးလေးတွေပါကင်မရာဘာညာဆိုလို့ရှိရင်လည်းလုံးဝကြည့်တော့ရှင်းလင်း YouTube ဘာညာကိုကအားလုံးက base ပါပြီးသားเนาะဒါ official အလုံးလေးမို့လို့ကင်မရာဒါလေးလုံးတန်းလေးနဲ့เนาะအရန်လှပါတယ်အဲ့တော့သူ့ရဲ့ဈေးနှုန်းလေးကကျွန်တော်ပြန်ပြောပေးပါမယ်1,55,500ကျပ်ထဲနဲ့ကျွန်တော်ရောင်းပေးမှာပါကျွန်တော်တို့ရဲ့ဆိုင်မှာလာရောက်ပြီးတော့ကြည့်ရှုဝယ်လို့ရပါတယ်ဆိုင်လိပ်စာလေးကတော့အမှတ်152ရန်ကုန်အင်းစိန်လမ်းမကြီးကလားကျောင်းမှတ်တိုင်နဲ့ခေါ်ဝဲကြမှတ်တိုင်ကြားကျွန်တော်တို့ရဲ့ကိုဖြိုးမိုဘိုင်းဆိုင်ခွဲအမှတ်1လေးပဲဖြစ်ပါတယ်online ကနေတစ်ဆင့်မှာယူရင်လည်းဆိုလို့ရှိရင်เนาะ0969580984ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ Viber တစ်ဆင့်လည်းမှာယူလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ